ဒါလည်းကျွန်တော်အယောင်တင်သွားအခိုင်နေတယ်ငါးသားကိုကျွန်တော်ရောင်းဝေးမရရင်မရောင်းဘူးဆိုပြီးကျွန်တော်မင်္ဂလာပါကျွန်တော်ကြောင်လေးကို35သိန်းကိုပွဲက3သိန်းခွဲပေးပြီးဝယ်လိုက်တာဗျကျွန်တော်ထိုင်နေ39လမ်းကနေပါဗျကျွန်တော်ကြောက်လေးပြန်ကြည့်ကြည့်မယ်ဒီကြောက်လေး9စားဗျကြောက်လေး9စားကကျွန်တော်အနာလေးနေဗျအနာလေးတွေနဲ့မှဲ့လေးတွေနေပါဗျဒါလေးတွေကိုကျွန်တော်ပြန်ဆင်ရမှာဗျဒါလေးရတော့ပုံလေးပြောမှာကျွန်တော်တို့အရင်တော့တင်ထားခဲ့တက်သည့်ပညာနဲ့ရတဲ့ကြောက်လေးပေါ့ဗျာကြောက်လေး9စားဗျဒါလေး9စားကျွန်တော်တသားရင်းလေးတခြားကြည့်တော့ကျွန်တော်အိမ်မှာတစ်ခါရသွားဆင်တာဗျဒါကျွန်တော်တို့ကြောက်လေးရဲ့ကျွန်တော်အနက်ဖက်လေးဗျအနက်ဖက်လေးတစ်ပါးပေါ့ဗျအနာလေးဗျအားလေးဖဲ့ကြပါဗျာဒါတော့ဒါကောင်းတဲ့တော့အနာလေးပဲဗျအနာလေးပါလေးဗျဒါကြောင့်အဖွေးသားလေးဗျအဖွေးသားလေးနှစ်ဖက်လေးပေါ့ဗျနှစ်ဖက်လေးဗျအဖွေးသားလေးအဲ့ဒါကျွန်တော်တို့ဇောင်းဟွာပေါ့ဗျဇောင်းကြီးဗျအဲ့ကောင်အဲ့ဘက်ကနေမှဖင်ထိုင်နေလို့ဗျအဲ့ဇောင်းကအသားတွေကိုနှုတ်တာပေါ့ဗျအသားတွေနှုတ်တာပေါ့အဲ့ဒါလေအထိုင်လေးတော့နည်းနည်းကြာပါဗျကြောက်လေးမှကျွန်တော်မှဲလေးတော့နည်းနည်းကန့်တာဗျဒါကျွန်တော်ဘေးအသားဇောင်းလေးရောဗျအသားလေးကိုဇောင်းလေးလျှော်တာပေါ့ဗျအမေဗျအထိုင်လေးရမစိုးဘူးဗျဒါမှကျွန်တော်အမဲလေးဗျအသားပါလေးပေါ့အသားပါလေးတစ်ပိုင်းနဲ့အသားလေးပွက်ကြည့်ရပါဗျာဒါနဲ့ကျွန်တော်တို့အသားလေးဗျအသားလေးတွေကိုနည်းနည်းချင်းတော့အကြောင်းလေးကဆင်းလိုက်တော့အရေးပါတက်လာဗျအရေးအသားတက်လာဗျခုနကကျွန်တော်ဖုံနဲ့ဖုံနေရဗျအတက်လာဗျကြောက်လေးကြည့်လိုက်ကြောက်မမဲလေးတော့နည်းနည်းကန်တာဗျဒါကြောင့်ဇောင်းလေးကနေမှဘားလေးလျှော့ဗျာနည်းနည်းကြောက်လေးအသားတန်းတအားလေးလိုဗျလှလိုက်ဗျကြောက်လေးဒါကြောင့်တောင်လေးရောဗျာဘေးဆောင်ကတောင်ဒါဖေပေါ့ဖေမကနေမှအထိုင်လေးကြည့်ကြည့်ရအောင်ဗျာကြောက်ကလှရဗျာကျွန်တော်တို့ဖင်လေးမှကျွန်တော်မဲလေးနည်းနည်းကန်တာဗျအဲ့မဲလေးကိုကျွန်တော်ထုတ်ကောက်အောင်ပါဗျကြောက်လေးတော်တော်လေးလှရဗျအဲ့ဇောင်းဖင်လေးမဲလေးနည်းနည်းကန်တာဗျအဲ့မဲလေးကိုကျွန်တော်ဇောင်းဖယ်ရမှာဗျအဲ့ဇောင်းလေးပေါ့ဗျာမဲဖယ်တာပေါ့ဆောင်းလေးပေါ့ဗျာမဲလေးဖယ်နည်းနည်းလေးပဲကျန်တော့တွေးရင်တော့တွေးသားလောက်ပဲကျန်တော့ပါဗျဆိုးဗျကြောက်လေးအရေးရောအသားရောတက်သွားတာဗျအဖေအထိုင်လေးကိုတခြားချတာပေါ့ဗျအရေးရောအသားကိုတက်သွားတာကြောက်လေးမဆိုးတော်တော်လေးလာတယ်ဗျဒါကကျွန်တော်နောက်တစ်စားပေါ့ဗျာဒီကောင်လေးကလည်းအနာပါတယ်ဗျကျွန်တော်အနာတိုင်းလေးပေါ့ဗျာကျွန်တော်ခဲတွေပါရင်မဆွဲဘူးဗျာဘာလို့လဲဆိုတော့ကိုယ်တိုင်ဖြတ်တာဆိုကြတော့အနာဆောင်းသူဆောင်းတိုင်းနင်းပြတာဗျတော့လေးမစိုးဘူးဗျာဒါကြောင့်အသားကြောဗျာအမေအသားကြောအဖွေးရောမြင်နေရဗျအဲ့နန်းဘားလေးသားလေးလျှော့တာဘားလေးပပလေးလျှော့တာကြောက်လေးမစိုးဘူးဗျတော်တော်လေးလာတယ်ဒီကောင်လေးနေအသားကြောလေးပြောင်းတော့တော်တော်လေးလာတယ်ဗျကျွန်တော်အထိုင်ကြည့်ရဗျာကျွန်တော်ဘယ်ဘက်ကထိုင်အောင်ကောင်းလဲဗျာဒါနဲ့ကျွန်တော်အသားပါဗျာအသားပါကိုဇောင်းလေးလျှော့တာပါဗျာဒါလေးရတယ်အသားပြောင်းတော့ကြောက်ကအရေးတက်တယ်ဗျအသားလေးတွေကျွန်တော်တို့ပြောင်းတော့ကြောက်အရေးသားတက်လာတာဗျာကြောက်လေးရအဲ့မှာဖေးမှာအဖွေးသားလေးဗျအဖွေးသားလေးဇောင်းလေးပပလေးပဲဗျအဲ့မှာကြောက်လေးတော်တော်လေးလာတယ်ဗျအဲ့မှာအဖွေးသားလေးမြင်းနေရဗျအဲ့လေကျွန်တော်ဖြည်းဖြည်းလေးပေါ့ဗျာအင်းလေးနဲ့ပုံလောက်လေးပဲလက်သေးကောင်တစ်ခွန်သားလောက်လေးပဲဒီကောင်လေးနဲ့ပဲ့ရွယ်လေးမစိုးဗျာလှရဗျဒါကျွန်တော်တို့အားလုံးဖြတ်ပြီးသွားအနေထားတာအမှခိုးလေးချွတ်ထားပါဗျာအိမ်မှာလက်မှတ်လေးတိုက်ထားကြောက်လေးလှရဗျာဒီမှာဒါလေးကျွန်တော်ဒီကောင်လေးကိုကျွန်တော်ရောင်ဝင်မှန်းထားဗျာကြောက်လေးတွေဒါက4စားပါဗျာဒါကတော့ကျွန်တော်5စားတာအယောင်တင်အပ်တော့မှာပါဗျာဒါလည်းကျွန်တော်အယောင်တင်သွားအခိုင်းနေဗျာငါးသားကိုကျွန်တော်ရောင်းဝေးမရရင်မရောင်းဘူးဆိုပြီးကျွန်တော်တိုက်ခိုင်းလိုက်တယ်ကျွန်တော်တို့ဈေးကွက်အနေထားရတယ်ကျွန်တော်တို့ကျဲတော့ကြပါဗျာအပွင့်ဝိုင်းရကျွန်တော်တို့ဈေးမလိုက်တော့ကြကျွန်တော်10ပိုင်းတိုင်းတိုင်းပေးရဗျအားနဲ့ကျွန်တော်လည်း80နဲ့ရောင်းလိုက်တာဗျကျွန်တော်နောက်ဆက်ပါတယ်ခင်ဗျာ